21ရက်နေ့စနေနေ့ညကအမေရိကန်စစ်တပ်ရဲ့ B2 ဘုံကျဲလေယာဉ်တွေဟာအီရန်နိုင်ငံက Fordo, Natanz, Isfahan နျူကလ িয়ার စက်ရုံတွေကိုဘုံကျဲတိုက်ခိုက်လိုက်ပါတယ်။ဒီစစ်စင်ရေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ဒုသမ္မတဂျေဒီဗန့်၊နိုင်ငံရေးဝန်ကြီးမာကိုရူဘီယိုအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆန်တို့ကအင်ပီတော်ကနေတိုက်ရိုက်ကြည့်ရှုခဲ့တာပါ။တိုက်ခိုက်မှုပြီးချင်းမှာပဲအီရန်နိုင်ငံက Fordo, Natanz, Isfahan နျူကလ িয়ার စက်ရုံတွေကိုအောင်မြင်စွာတိုက်ခိုက်ပြီးဆုံးခဲ့ပြီးယခုအခါမှာလေယာဉ်အလုံးဟာအီရန်လေကြောင်းပိုင်တွေရဲ့အပြင်ဘက်ကိုရောက်ရှိနေကြပါပြီ။အဓိကနျူကလ িয়ার စက်ရုံ Fordo ကိုကျွန်တော်တို့ဘုံတွေနဲ့ပြက်ခတ်ရှေမုန်းခဲ့ပါတယ်။လေယာဉ်တွေအလုံးဘေးကင်းကင်းနဲ့သူတို့ရဲ့အိမ်တွေကိုပြန်ရောက်နေကြပါပြီ။ကျွန်တော်တို့ရဲ့သစ်သူရဲကောင်းတွေအတွက်ဂုဏ်ယူပါတယ်။ဒီလိုလုံးနိုင်တဲ့တပ်မတော်ဟာကမ္ဘာမှာမရှိသေးပါဘူး။ယခုငြိမ်းချမ်းရေးလောက်ရမယ့်အချိန်ရောက်ပါပြီလို့သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့မီဒီယာကနေတဆင့်ရေးတင်ပါတယ်။ Short time ago, the U.S. military carried out massive precision strikes on the three key nuclear facilities. အမေရိကန်နိုင်ငံရဲ့ဒေသစံတော်ချိန်ည10:00 နာရီမှာတော့သမ္မတက4မိနစ်ကြာနိုင်ငံကိုမိန့်ခွန်းထွက်ပြောပါတယ်။ဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်တဲ့စက်ရုံတွေကိုအောင်မြင်မြင်ရှေမုန်းနိုင်ခဲ့တယ်။အရှေ့လေပိုင်းရဲ့လူမိုက်ကြီးအီရန်ယခုငြိမ်းချမ်းရေးလုပ်ပါမလုပ်ရင်ဒီထက်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ရလိမ့်မယ်။လုပ်ရတာလည်းပိုလွယ်သွားပါပြီ။နှစ်ပေါင်း40အတွင်းအီရန်ဟာအမေရိကန်တွေကိုတတ်ခဲ့တယ်။အစ္စရေးတွေကိုလည်းတတ်တယ်။ကျုပ်တို့ရဲ့လူတွေအများကြီးသူတို့ရဲ့ရှေ့တွေလက်တွေနဲ့တည်ခဲ့ရတယ်။သူတို့ရဲ့အမုန်းတရားကြောင့်ကျုပ်တို့လူပေါင်း1000ကျော်နဲ့အရှေ့လေပိုင်းနဲ့တစ်ကမ္ဘာလုံးမှာလူပေါင်းသိန်းနဲ့ချီပြီးဆုံးရှုံးခဲ့ရတယ်။အထူးသဖြင့်ဆူလာမန်နီကလူအများပြားကိုတပ်ဖြတ်ခဲ့တယ်။ကျွန်တော်ဒီလိုထက်အဖြစ်မခံနိုင်တော့ဘူးလို့အရင်ကတည်းကဆုံးဖြတ်ခဲ့ပြီးပြီ။နောက်ထပ်လည်းဒီလိုအဖြစ်အပျက်တွေထပ်ဖြစ်ခွင့်မပြုမှာမဟုတ်တော့ဘူးလို့ထရန့်ကသူ့ရဲ့မိန့်ခွန်းမှာဆိုပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကိုကျေးဇူးတင်ဂုဏ်ပြုကြောင်းအစ္စရေးနဲ့အမေရိကန်အဖွဲ့တစ်ဖွဲ့ပြီးစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ကြောင်းထပ်ပြောပါတယ်။ထရန့်ကအီရန်အတွက်ကတော့ငြိမ်းချမ်းယူမလားဒါမှမဟုတ်ရင်အဖြစ်ဆုံးနဲ့ကြုံရမှာကိုလိုချင်လားကြိုက်တာ၍ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့လွန်ခဲ့တဲ့10ရက်ကထက်ပိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေလာလိမ့်မယ်လို့လည်းရှင်းချပါတယ် There will be either peace or there will be tragedy for Iran far greater than we have witnessed over the last 8 days. Remember there are ကျုပ်တို့မှာနောက်ထပ်ပြင်းမဲ့တွေအများကြီးရှိသေးတယ်ဆိုတာလည်းသတိပေးခြင်းနဲ့အီရန်တို့အနေနဲ့ငြိမ်းချမ်းရေးမြန်မြန်မလုပ်ရင်တော့ကျုပ်တို့ကလှည့်မြန်တိကျတဲ့တိုက်ခိုက်မှုတွေနဲ့ဆက်လုပ်ရလိမ့်မယ်ပြစ်မှတ်အများစုကမိနစ်ပိုင်းတွေဖျောက်ပစ်လို့ရတယ်ဒီနေ့ညကျွန်တော်တို့လုပ်ခဲ့သလိုမျိုးကမ္ဘာမှာအမေရိကန်ကလွဲပြီးဘယ်စစ်တပ်မှဒီလိုမလုပ်နိုင်ဘူးနီးစပ်အောင်တော့မလုပ်နိုင်ဘူးလို့ဆက်ပြောသွားပါတယ်သမ္မတကစစ်စင်ရေးကိုဥဆောင်တဲ့အမေရိကန်စစ်တပ်အရာရှိတွေကိုလည်းရှီးကျူးဂုဏ်ပြုသွားပါတယ်အီရန်အစိုးရမီဒီယာကတော့သူတို့ရဲ့နျူကလ িয়ার စက်ရုံ Fordo ရဲ့အစိပ်ပိုင်းတချို့ကိုရန်သူရဲ့တိုက်ခိုက်မှုခံခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။အီရန်ရဲ့ Fordo နျူကလ িয়ার စီမံကိန်းနေရာကိုဖျက်ဆီးဖို့အတွက်လိုအပ်တဲ့ဘုံတွေကိုတည်ဆောင်နိုင်တဲ့တခုတည်းသော B2 ကိုပြဘုံကျဲလေယာဉ်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာတည်းကစတင်ရွှေ့ပြောင်းလှုပ်ရှားနေတာကိုကမ္ဘာသတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။ Fordo နျူကလ িয়ার စက်ရုံဟာအီရန်မြို့တော်တီဟီရန်ရဲ့တောင်ဘက်124မိုင်အကွာမှာတည်ရှိပြီးအီရန်ရဲ့အလွန်ရေးပါတဲ့မြေအောက်နျူကလ িয়ার စက်ရုံကြီးနှစ်ခုတည်းကတစ်ခုဖြစ်ပါတယ်။ Fordo ကိုကာကွယ်နိုင်ဖို့အတွက်တောင်တန်းတွေအောက်မှာဒီစက်ရုံကိုတိစောက်ထားပါတယ်။တန့်စင်တဲ့ယူရေနီယံတွေကိုတူလောင်ထားပြီးနျူကလ িয়ার လောင်စာကြောင်းတွေတိုးမြင့်တန့်စင်မှုအီရန်ကလှုပ်ဆောင်နေတဲ့အရေးကြီးတဲ့စီမံကိန်းလည်းဖြစ်ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေဟာ Fordo စက်ရုံနေရာကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အဓိကပြစ်မှတ်ကတော့နျူကလ িয়ার စက်ရုံကိုအကာအကွယ်ပေးနေတဲ့စက်ရုံအနီးတစ်ဝိုက်ကအီရန်ရဲ့မြေပြင်နဲ့ဝေဟင်ပစ်ဒုံးကျည်တွေလေကြောင်းကာကွယ်ရေးစနစ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အမေရိကန်မှာမြေအောက်မှာဆောက်လုပ်ထားတဲ့အခိုင်အမာဘန်ကာတွေကိုပစ်ခတ်နိုင်တဲ့လက်နက်တွေရှိပါတယ်။ဒီလက်နက်ဟာယခုအချိန်ထိအသုံးမပြုရသေးတဲ့တစ်ခုတည်းသောလက်နက်ပါ။ဒါဟာအစ္စရေးမှာလည်းမရှိသလိုကမ္ဘာပေါ်ကမြေသည့်နိုင်ငံမှာလည်းမရှိသေးပါဘူး။ဒီလက်နက်ဟာနျူကလ িয়ার လက်နက်မဟုတ်တဲ့ဘန်ကာဖောက်ခွဲရေးနဲ့ပတ်သက်တဲ့ဘုံတွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ဒီလက်နက်ကို GBU-57 ဘန်ကာဖောက်ဖျက်အားဖြင့်လက်နက် MOS လို့လည်းခေါ်ပါတယ်။ဒီဘုံတွေဟာပေါင်3000အလေးချိန်ရှိပြီးဖောက်ခွဲရေးပစ္စည်းပေါင်6000ပါဝင်ပါတယ်။မြေအောက်ကဘန်ကာတွေကိုတိုက်ခိုက်ဖျက်ဆီးဖို့အတွက်ဒီဇိုင်းထုတ်လုပ်ထားတာပါဒီဘုံတွေကိုတည်ဆောင်နိုင်တဲ့လေယာဉ်ကလည်းတစ်မျိုးတည်းပဲရှိတာပါအဲ့ဒါကတော့အမေရိကန်တို့ရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ် B2 ပါအမေရိကန်ဒေါ်လာ2ဘီလီယံတန်ကြီးရှိတဲ့ဒီလေယာဉ်ကြီးတွေဟာကမ္ဘာပေါ်မှာရှိတဲ့မြည်သည့်နေရာမဆိုသွားရောက်ဘုံကျဲတိုက်ခိုက်နိုင်ကြောင်းအမေရိကန်လေတပ်ရဲ့အချက်လက်တွေမှာဖော်ပြထားပါတယ်အင်ဂျင်လေးလုံးတဲ့ B2 ဘုံကျဲလေယာဉ်တွေဟာနျူကလ িয়ার လက်နက်ဒါမှမဟုတ်တမယိုးကျလက်နက်တွေကိုတပ်ဆင်ပစ်ခတ်နိုင်ပါတယ်လေယာဉ်မှူး2ဦးလိုက်ပါစီးနင်းရပြီး၄ချိန်ပေါင်း4000နဲ့
အကန့်အသတ်မရှိတဲ့အကွာအဝေးကိုပြန်တန်းနိုင်ကဝင်းဟင်းပေါ်မှာတင်လောင်စာစီပြန်လဲဖြည့်သွင်းနိုင်ကြောင်းသိရပါတယ်1989ခုနှစ်မှာပထမဆုံးမိတ်ဆက်ပြန်တန်းခဲ့ပါတယ်ပထမဆုံးတိုက်ပွဲကတော့နောက်10နှစ်အကြာနေတိုးဦးဆောင်တဲ့ကိုဆိုဗိုပရိပက္ခမှာစတင်ပြန်တန်းတိုက်ခိုက်ခဲ့တာပါထိုအချိန်တုန်းကဗီဒူးတွေဟာဆာဗီးယားတွေကပြစ်မှတ်တွေကိုအမေရိကန်နိုင်ငံမစ်ဆူရီလေတပ်အရှိစခန်းကနေမရက်မနှပြန်တန်းတိုက်ခိုက်ခဲ့ပါတယ်နောက်ပိုင်း2021ခုနှစ်အောက်တိုဘာမှာအာဖဂန်နစ္စတန်မှာရှိတဲ့ပြစ်မှတ်တွေကိုအမေရိကန်နိုင်ငံမစ်ဆူရီလေတပ်အရှိစခန်းကနေပဲတွားရောက်တိုက်ခိုက်ခဲ့ပါတယ်မကြသေးမီက B2 တိုက်ခိုက်ရေးလေယာဉ်တွေဟာအိန္ဒိယသမုဒ္ဒရာဒီယေဂိုဂါစီယာရှိအမေရိကန်ဗြိတိရှပူးတွဲအစစ်အရှိစခန်းကနေဗီမန်မှာရှိတဲ့ဟူသီတပုံတွေရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါသေးတယ်အမေရိကန်လေတပ်ရဲ့စည်ရင်စရာတွေအရအမေရိကန်မှာ B2 အဆင့်20သာရှိတာပါအားလုံးကအမေရိကန်အလယ်ပိုင်းမစ်ဆူရီပြည်နယ်မှာရှိတဲ့ဝိုင်မန်လေတပ်အရှိစခန်းမှာပဲအရှိဆိုင်ကြကြောင်းသိရပါတယ်ယခုနောက်ဆုံးသိရတဲ့သတင်းတွေအရအီရန်ဟာလက်တုံ့ပြန်တဲ့အနေနဲ့အစ္စရေးနိုင်ငံဂျေရုဆလင်မြို့ကိုသူတို့ရဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေကြောင်းကမ္ဘာသတင်းတွေမှာဖော်ပြနေကြပါတယ်ဒေါ်နယ်ထရန့်ဟာနိုင်ငံကို4မိနစ်ကြာမိန့်ခွန်းပြောပြချိန်မှာတော့အမေရိကန်ပြည်ထောင်စုအပေါ်အီရန်လက်တုံ့ပြန်လာမယ်ဆိုပါကယနေ့ညမှာတိုက်ခိုက်တာတွေထက်အစာပေါင်းများစွာပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ကြုံရမယ်လို့သူ့ရဲ့ကိုယ်ပိုင်မီဒီယာကနေတဆင့်ချိန်မောင်းသွားပါတယ်ခင်ဗျာ